အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုဖိုင်လေးကတော့အခန်း9ရဲ့ run show လေးကိုရှင်းပြမှာဖြစ်ပါတယ်သူကစာမျက်နှာ43မှာရှိရပါတော့ဒီခန်းကကြတော့သူကဘာလေးရှိလဲဆိုရင်သွားလာလာတာပြန်နေဆိုပြီးတော့ back လေးရှိမယ်သွားတည်တည် ikimas လာတာက kimas ပြန်တာက kairimas ဆိုပြီးတော့ဒီလို back လေးရှိမယ်အဲ့ဒါမှနေရာကိုသွားလာလာတာပြန်တာဆိုရင်နေရာရဲ့နောက်မှာပါတီကအဲဆိုပြီးတော့လိုက်ရမယ်ရင်ရထားနဲ့သွားလာလာတာပြန်တာဆိုရင်ရင်ရထားရဲ့နောက်မှာပါတီကတဲ့ကိုလိုက်ရမယ်လူဆိုလို့ရှိရင်လူတယောက်ယောက်နဲ့ပေါ့နော်သွားလာလာတာဆိုလို့ရှိရင်ပါတီကတိုးနဲ့လိုက်ရမယ်ဆိုပြီးတော့အရှိမကမိုင်းတင်ခဲ့တယ်ပေါ့နော်ဒါလေးကတော့ပြန်မေးတာအဲ့ဆိုလို့ရှိရင်ဒီနံပါတ်1 ray မှာဆိုရင်ဒီမှာဥမာပုံရှိရသူကဒီမှာစူပါမားကတ်ကိုရေးတာအဲ့ဆိုရင်သွားတီ ikimas ရှိမယ်စူပါမားကတ်ဆိုတာနေရာဖြစ်တဲ့အတွက်ဒီနေရာရဲ့နောက်မှာဆိုရင်ပါတီကအဲကိုလိုက်မှာမို့လို့စူပါikimas စူပါမားကတ်တို့သွားတီရနော်ပါတီကနေရာရဲ့နောက်မှာပါတီကအဲအဲ့ဆိုရင်နံပါတ်1ကလေးကိုဖြည့်မယ်ဆိုရင်ဒီမှာဒါစာတိုက်ယူဘင်းကျော်ခုစာတိုက်ပေါ့နော်စာတိုက်ဆိုတဲ့အတွက်အဲ့ဆိုရင်ယူဘင်းကျော်ခုစာတိုက်ဒီနေရာဖြစ်တဲ့အတွက်အဲပေါ့ယူဘင်းကျော်ခုikimasဒီမှာဆိုရင်တပါးတူဟုတ်လားတပါးတူပေါ့နော်တပါးဆိုလို့ရှိရင်တပါးတူikimas ရနော်ကုံတိုက်ကိုသွားတင်ဒီမှာဆိုဂင်းခိုးဖြစ်တဲ့အတွက်ဂင်းခိုးikimas ဒါဆိုရင်ဘီကျူစကန်ဖြစ်တဲ့အတွက်ဘီကျူစကန်ikimas စသဖြင့်ဒီလိုလေးဖြည့်ပေးရမယ်ပေါ့နော်သိရမှာဒီနေရာရဲ့နောက်မှာပါတီကအေးလိုက်ရမယ်သူကဘာလဲသွားလာတာပြန်တာဖြစ်ပြီးတော့နေရာကိုသွားမယ်ဆိုရင်ပါတီကအေးလိုက်မယ်ရင်ထားနဲ့သွားမှလာမှဆိုရင်ဒဲလိုက်မယ်လူနဲ့သွားမှဆိုရင်ပါတီကတိုးလိုက်မယ်ဆိုတာသိရင်ဒါလေးရတယ်နံပါတ်2ခက်ဆပေးထားတယ်မေးကြည့်မယ်ခက်ဆဒိုခိုikimashita ကခက်ဆဒီမိနစ်တုန်းကတဲ့ဒိုခိုဘယ်နေရာတော့ ikimashita ကသွားခဲ့တာလဲဒိုခိုကနေရာလို့အရှိမတင်ခဲ့ပြီးသားเนาะနေရာရဲ့နောက်မှာသွားတာရှိမယ်နေရာကိုမေးတာမို့ပါတီကအဲလိုက်တာဒိုခိုikimashita ကခက်ဆမိနစ်တုန်းကဆိုတာဒီဖြစ်ပြီးသားမို့လို့တပ်ဖောင်ကိုတုံးထားတာเนาะအဲ့ဆိုတော့သူဒီမှာဒီစူပါဆိုပြီးတော့ရှိတာမို့လို့စူပါikimashita စူပါမာကတ်တို့သွားခဲ့တာပါတဲ့ဒီမှာဒီစင်ကေဆိုမေးကြည့်မယ်စင်ကေဆိုဒိုခိုစင်ကေဆိုပြီးခဲ့တဲ့လာကဒိုခိုikimashita ကဘယ်နေရာကိုသွားခဲ့တာလဲစင်ကေဆိုဒီပြီးသားမို့လို့အတိတ်ဖောင်ဝဲတော့မှာမို့လို့ ikimashita ကပဲเนาะအဲ့ဆိုတော့ဒီမှာဒီအမေရိကမို့လို့အမေရိကikimashita အမေရိကကိုသွားခဲ့တာပါနံပါတ်2ခိနိုနောဂေါငေါခိနိုမနေ့ကဂေါငေါညနေခိနိုနောဂေါငေါမနေ့ကညနေမှာပေါ့နော်ဒိုခိုikimashita ကဘယ်နေရာကိုသွားခဲ့တာလဲမနေ့ကညနေနံပါတ်2နော်တိုရှော့ကန်အဲ့ဆိုတိုရှော့ကန်ikimashita စာကြည့်တဲ့ကိုသွားခဲ့တာပါတဲ့နံပါတ်3 raishu no geso yobi စဉ်းစားမယ် raishu ဆိုရင်လာမယ့်အပတ်ဟုတ်တယ်နော်လာမယ့်အပတ်ဆိုတာဒီမပြီးသေးဘူးမပြီးသေးတော့တဖောင်သုံးရမလို့ရိုးရိုးနဲ့ပဲသုံးမယ် raishu no geso yobi လာမယ့်အပတ်တနင်္လာနေ့ဒိုခိုikimas ကပေါ့မပြီးသေးတဲ့အတွက်တဖောင်သုံးရမလို့ဘူးမို့လို့ ikimas ကraishu no geso yobi ဒိုခိုikimas ကလာမယ့်ပတ်တနင်္လာနေ့မှာဘယ်နေရာကိုသွားမှာလဲဘယ်နေရာတို့သွားမှာလဲအဲကိုတို့ဆိုတော့တဲ့အဲ့ဆိုတော့သူဒီမှာပါဝါဒန်ခီလို့ပြောထားမို့လို့ပါဝါဒန်ခီikimas ပါဝါဒန်ခီကိုသွားမှာပါအဲ့ဆိုရင်ဒီနံပါတ်3လေးကချင်းချက်ဒီမှာဆိုရင်ဒါလေးတွေအတိတ်လေးနံပါတ်4ဆန်ရှူနော်နီချီရောပြီဆန်ရှူပြီးခဲ့တဲ့အပတ်ဆိုတော့သူဒီလဲဘာဖောင်တော့အတိတ်ဖောင်ကိုတုံးရမှာနော်အဲကြောင့်မို့လို့ဆန်ရှူနော်နီချီရောပြီဒိုခိုikimashita ကပြီးခဲ့တဲ့ပတ်တနင်္ဂနွေနေ့ကဘယ်နေရာတို့သွားခဲ့တာလဲဒီမှာဒီအိတ်နေတာဆိုတော့ဘဲမှမသွားဘူးလို့ဖြေခြင်းတဲ့အခါမှာဒိုခိုမို့ဘယ်နေရာမှikimasen deshita မသွားခဲ့ပါဘူးဒိုခိုမို့ ikimasen deshita ဘယ်နေရာမှသွားခဲ့ပါဘူးတဲ့ဘယ်နေရာမှမသွားခဲ့ပါဘူးရရနော်အဲ့ဆိုရင်နံပါတ်3ရေကကြတော့နန်တဲ့京都へ行きますかနန်တဲ့ဘာဖြင့်京都へ行きますか京都ကိုသွားမှာလေနန်တဲ့ရှင်ရထားနဲ့ဘာရှင်ကိုမေးလို့ပါတီကတဲ့လိုက်ရမှာနော်ဘာဖြင့်京都ကိုသွားခဲ့တာလေတဲ့အဲဆိုလို့ရှိရင်ဒီမှာဒီနံပါတ်1တရား ray ဆိုတဲ့အတွက် ray ပုံကိုကြည့်တော့ဒီမှာဒန်ရှာပါနော်အဲကြောင့်ဒန်ရှာတဲ့ ikimas ရထားဖြင့်သွားမှာပါတဲ့
အဲ့ဆိုနံပါတ်1ကိုမေးကြည့်မယ်ဒီမှာကဂတ်ခိုဖြစ်တဲ့အတွက်ဒီနေရာမှာကျောတော်မတော်ဂတ်ခိုဆိုပြီးပြောင်းကြည့်မယ်နင်တဲ့ဂတ်ခိုikimas ကဘာနဲ့အကြောင်းကိုသွားမှာလဲအဲ့ဆိုတော့ဒီမှာစပိန်ဖြစ်တဲ့အတွက်ဂျီတန်ရှာတဲ့ ikimas စပိန်ဖြင့်သွားမှာပါနံပါတ်2တိုကျိုကိုသွားအဲ့ဆိုမေးကြည့်မယ်နင်တဲ့တိုကျိုikimas ကဘာနဲ့တိုကျိုမြို့သို့သွားမှာလဲလေရင်မြန်မို့လို့hikoki တဲ့ ikimas လေရင်ပြန်ဖြင့်သွားမှာပါနံပါတ်3ဆိုရင်kyushu ဖြစ်တဲ့အတွက်နန်တဲ့ kyushu ikimas ကဘာဖြင့် kyushu မြို့သို့သွားမှာလဲဒီမှာတင်မောဖြစ်တဲ့အတွက်ဖူနေတဲ့ ikimas တင်မောဖြင့်သွားမှာပါတဲ့ဘူတာနော်အဲဆိုတဲ့အတွက် eki ဘူတာနန်တဲ့ eki ikimas ကဘာဖြင့်ဘူတာသို့သွားမှာလဲဒီမှာခြေလင်းလမ်းလျှောက်ပြီးသွားမှာမို့လို့ aru ite ikimas လမ်းလျှောက်ပြီးတော့သွားမှာပါတဲ့အဲနော်အဲဆိုလို့ရှိရင်နံပါတ်4 re နော်ကျောတိုပေးထားတယ်တိုမိုတာချီပေးထားတယ်မေးကြည့်မယ်ဒါတွေတို့ကျောတိုikimas ကဒါတွေတို့ဘဇူနဲ့ကျောတိုikimas ကကျောတိုမျိုးတို့သွားမှာလေသွားလာလာပြန်လာရှိမယ်သူ့ရဲ့ရှေ့မှာဒါတွေလူလို့ပြောတဲ့အခါမှာအဲ့ဒီလူကိုမေးလူရဲ့နောက်မှာပါတီကတိုးလိုက်တယ်လို့ပြောလို့ဒီမှာဒါတွေတို့နော်ဘဇူနဲ့ကျောတိုမျိုးတို့သွားမှာလေဒီမှာတိုမိုတာချီလို့ပြောတာလို့တိုမိုတာချီတို့ ikimas တငယ်ချင်းနဲ့သွားမှာပါနံပါတ်1ဘီဂျူဆွတ်ကန်အဲ့ဆိုမေးကြည့်မယ်ဒါတွေတို့ဘီဂျူဆွတ်ကန်ikimas ကဘသူနဲ့နုပညာပြလိုက်တို့သွားမှာလေဒီမှာဒီခနိုကျော်လို့ပြောထားလို့ခနိုကျော်တို့ ikimas ကောင်မလေးနဲ့သွားမှာပါတဲ့အဲ့ဆိုရင်ဟီရိုရှီမာအဲ့ဆိုရင်ဒါတွေတို့ဟီရိုရှီမာikimas ကဘသူနဲ့ဟီရိုရှီမာမျိုးကိုသွားမှာလေခိုင်ရှာနိုဟီတိုမို့လို့ခိုင်ရှာနိုဟီတိုတို့ ikimas ကုမ္ပဏီကလူနဲ့သွားမှာပါနံပါတ်3ဟိုကိုင်ဒိုဒါတွေတို့ဟိုကိုင်ဒိုikimas ကဘသူနဲ့ဟိုကိုင်ဒိုကိုသွားမှာလဲခါဆိုခုမို့လို့ခါဆိုခုတို့ ikimas မိသားစုနဲ့သွားမှာပါနံပါတ်4ဆို France ဒါတွေတို့ France ikimas ကဘသူဖြင့်ဖိုင်လေဘသူနဲ့တဲ့ France ပြင်သက်တို့သွားမှာလဲဒီမှာဒီ hitori တဲ့ ikimas တယောက်ထဲသွားမှာပါတဲ့အဲ့ဒီမှာ hitori တဲ့တယောက်ထဲ ikimas သွားမှာဒီနေရာမှာလူဆိုလို့ရှိရင်ပါတီကယ်တို့ဆိုပြီးတိုမိုတာချီတို့ ikimas ဆိုပြီးရှေ့မှာတော့ကတို့လိုက်ခဲ့ပြီမဲ့တယောက်ထဲသွားမှာလို့ဖြေတဲ့အခါမှာ hitori တဲ့ ikimas တယောက်ထဲသွားမှာပါဆိုပြီးတော့ဖြေရမယ်ပါတီကယ်တို့လိုက်เสียရမလိုဘူးအဲ့လိုမျိုးပဲရှေ့မှာတော့တဏ္ဍတပုတ်ရှိခဲ့တယ်ဟိုဗာလဲဆိုရင်ဒီနံပါတ်လေးခြေချင်းသွားမှာခြေချင်းဒီ aru ite ikimas တယောက်ထဲသွားမှာပါအဲနော်ဒီနေရာမှာရင်ရထားတွေဆိုရင်နောက်မှာပါတီကယ်ဒဲလိုက်လို့ပြောတယ်ဒါပေမဲ့သူဒီခြေလျင်သွားမှာဆိုတဲ့အခါမှာသူ့ရဲ့နောက်မှာပါတီကယ်ဒဲလိုက်เสียရမလိုဘူးရနော်အခုလည်းဒီလိုပဲလူတယောက်နဲ့သွားမှာဆိုရင်ပါတီကယ်တို့လို့ပြောရမယ်ဒါပေမဲ့ကိုဒီကိုတယောက်တည်းကိုသွားမှာဖြစ်တဲ့အတွက်ပါတီကယ်တို့လိုက်เสียရမလိုဘူးမလို့ hitori တဲ့ ikimas ပေါ့နော်ဒါလေးကချင်းချက်ကလေးပေါ့နော်အဲဆိုလို့ရှိရင်ဒီ range show ပြီးမှတက်ကနေလေးထင်နားမလဲတာလေးရှိရင်ပြန်လည်မေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်